စီနုလုံးတင်နသာထေကထေပါဇာဝဇနာပြေပွဲကထေပွဲကာကြီးယာရေလုံးဤတင်စံခါကြီးဝိဇာနှလုံးပေါကြီးကထေပွဲကြီးနာငယ်ရေလုံးဤတင်စံခါနီဝိဇာနှလုံးပေါနီလာရေချာလာနီလာပါဇာယာရေလုံးဤတင်စံခါကြီးကထေပွဲကြီးလီလာပြီပါဇာဝဇနာပြေပွဲတဝေတို့တောင်းမူရေချရှိတို့တော်ပွဲတော်အာရေအားပွဲတော်အာခါကြီးရပင်လုံးတင်နသာချိန်ပွဲတော်အချင်းမာရေလုံးကြီးတင်စံခါမီရာကောင်းရေနောက်ပြေရဲ့အောက်ကမီရဲ့မီရဲ့လာရေကြဝိဇ္ဇနှလုံးပေါလာပွဲတော်အချိန်မီရဲ့လာပါဇာရေတချောင်းရေဘုဒ္ဓလုံးတင်မသာသိမ့်ပတ်သိမ့်သာစီနူရေလုံးကြီးတင်စံခါကြီးဝိဇ္ဇနှလုံးပေါဒီပတ်သိမ့်ကြီးရာကောင်းရေရပါဇာရေချာပါရပါတွေ့တို့စားလို့ရေစေရပါစေမာရေညတာမြည်ပတ်သိမ့်ချီရပါစေမာရေမစာလုံးလုံးတင်ချောင်းနေဆိုဝိဇ္ဇနှလုံးပေါဆိုမဲ့ဆိုရာကောင်းလုံးတင်မသာရေမဆိုရင်ပါဆောင်ရေချာပါမဆိုရင်ပါနာငယ်ဟာတို့ငါသာနေအောက်ကမြင်နေမဆိုရင်ပါနေအာရေအားခါဝေရပင်လုံးတင်နသာချင်းအချင်းမာရေလုံးဤတင်စံခါမီအချင်းမီပါဆောင်ရေချာပါအချင်းမီပါတာရေညတာဒီအချင်းမီပါခြင်းကထိန်ဆိုတာကသမီးတို့မင်းက GYS မှာအခုမဟုတ်သေးတစောင်းမုံလာကြမှာသူကကထိန်ကနော်သူကဒီတည်င်းချုပ်ကနေပြီးတော့တစောင်းမုံအထိလက်တစောင်းမုံလာပြည့်နေထိကထိန်ပွဲတွေကျင်းပလို့ရပြီလေနော်ကထိန်ဆိုတာသိတယ်မလားမင်းကသမီးတို့ GYS မှာကျောင်းတက်တုန်းကလေသင်္ကန်းတို့ထီးတို့ဖနက်တို့လှူတယ်လေအဲ့ဒါကိုဗရေသမင်မှာတီးပြီးလို့ရှိရင်ဘုန်းကြီးကျောင်းမှာသွားလှူတာလေအဲ့ဒါကထိန်ပွဲလို့သင်္ကန်းလှူလိုက်တယ်လေနော်အဲ့တော့အဲ့ဒီမှာသူကဒီမှာအလှရှင်ကတော့ပသိမ်တီးမှာထားပုံရတယ်နော်အဲ့တော့ပွဲတော်ချိန်မီရဲ့လားတဲ့မေးတော့ပသိမ်တီးလုပ်ပေးတဲ့လူကလည်းရပါတယ်တဲ့မစိုးရိမ်ပါနဲ့